ကတဲ့အပေါ်မှာဘိတ်သိက်ချင်းနဲ့လွှမ်းမိုးထားပြီတဲ့ကိုအမိဝမ်းနဲ့ငါတန့်ရှင်းစေ၍လူအမျိုးမျိုးတို့အဖို့ prophet အရာ၌ငါခန့်ထားတယ်ဘုရားရဲ့ဘိတ်သိက်ဖြစ်တယ်တင်ပေါ်မှာစီးစင်းနေတာမကောင်းတဲ့အရာတွေမဟုတ်ဘူးတင်စီပြဿနာတွေလာလို့ရှိရင်အမြဲတမ်းသိပါတင်ဘိတ်သိက်ကိုလာပြီးတော့စိန်ခေါ်နေတာဖြစ်တယ်အချို့လူတွေကပြဿနာလာလို့ရှိရင်မောင်းထုတ်တာဟဲ့ထားငါမလို့ချင်ပါဘာလာတွေ့နေမှမသိတကယ်တော့မဟုတ်ဘူးပြဿနာကတင်မဘိတ်သိက်ရှိလို့တင်လာတွေ့တာဖြစ်တယ်တကယ်ပြောတာဘယ်သူမှကျမစီမှာနော်လာပြီးတော့အစားတောက်စားခြင်းဆရာမရဲ့တခုကြွေးပါဘူးဘူးမှလာမပြောဘာဖြစ်လို့ချက်တဲ့လူကကျမမဟုတ်ဘူးဖြစ်တယ်အမေတင်ဆရာဆေးပဲတို့ဘာတို့တွေ့ပြောဒီညပါချက်လဲတင်ဟာအတိအကျလူစီကိုအမြဲတမ်းသွားတယ်သူစီမှာဘာရှိလဲဆိုတာတင်သိတယ်ဥပမာဆိုဂီတာလိုချင်ဂီတာသမားစီပဲတင်သွားမှာဖြစ်တယ်သူစီမှာဘာရှိလဲဆိုတာတင်သိတယ်ဒီနေ့ပြဿနာလည်းသိတယ်သူဘယ်သူဖြေရှင်းပေးနိုင်မလဲဆိုတာသိတယ်တင်ဟာဘိတ်သိက်ရှိလို့တင်စီပြဿနာတွေကလာတာဖြစ်တယ်ဘာဖြစ်လို့ရိုးသက်စီကိုထောင်ထဲကအမတ်2ယောက်ကရောက်လာတယ်ဒီအမတ်2ယောက်ရဲ့ပြဿနာကိုရိုးသက်ဖြေရှင်းပေးနိုင်လို့ဖြစ်တယ်ဘာကြောင့်မလို့ရိုးသက်စီကိုဘယင်ရဲ့အိမ်မက်ကရောက်လာတာလဲဘာဖြစ်လို့ဆိုရိုးသက်ကဘယင်ရဲ့အိမ်မက်အနက်ကိုဖြည့်ရှင်းပေးနိုင်တဲ့သူဖြစ်တယ်။အဲဒါမှပြဿနာတွေကတင်းစီကိုရောက်လာတာဘာလို့လဲဆိုတော့တင်းကဘိတ်သိက်ရှိနေလို့ဘိတ်သိက်ကြီးနေလို့ဖြစ်တယ်။အဲဒါမှဒီနေ့ကစပြီးတင်းပြဿနာတွေကြောင့်တင်းငိုရမှာမဟုတ်ဘူး။ပြဿနာတွေကြီးတဲ့အခါမှာငေါ့ဒုက္ခပေးတဲ့အရာတွေလို့မမြင်နဲ့။တင်းရဲ့ဘိတ်သိက်ချင်းထုတ်ဖို့တင်းအခွင့်အရေးရသွားတာဖြစ်တယ်။တင်းဘာလို့လဲဆိုတော့တင်းသိပါ။အပေါ်မှာဖျားသခင်ကဘိတ်သိက်ပေးထားတယ်ဘိတ်သိက်ချင်းနဲ့တဲ့ဟာခြေလမ်းတိုင်းမှာယိုနေတာဖြစ်တယ်။ဖယားသခင်ရဲ့သက်စွမ်းနိုင်ခြင်းတဲ့အပေါ်မှာလွှမ်းမိုးနေ။အဲမှာယေရှုသွားတဲ့နေရာတိုင်းမှာလူကောင်းနေမလားဘူး။ယေရှုစီကိုအနာရောဂါတွေတခါပြဿနာတွေနတ်ဆိုးဆွဲတဲ့လူတွေအဲ့ဒီလူတွေပဲယေရှုစီကိုလာတယ်။တင်းနေနဲ့ကြည့်မယ်ဆိုရင်ပြဿနာတွေလာတယ်လို့ထင်ကောင်းထင်လိမ့်မယ်။ဒါပေမဲ့အဲ့ဒါယေရှုရဲ့ဘိတ်သိက်ခြင်းဖြစ်တယ်။ယေရှုရဲ့ဘိတ်သိက်ခြင်းပြဿနာတွေအထွက်လောက်တာဖြစ်တယ်။ဒါပေမဲ့အဲ့ပြဿနာနဲ့လာတဲ့လူတွေပြဿနာတွေမပြန်ရအောင်ပြဿနာတွေအားလုံးပြေလည်ပြီးမှပြန်ရတာဖြစ်တယ်။တင်းရဲ့ဘိတ်သိက်ခြင်းပြဿနာတွေအားလုံးပြေလည်စေလိမ့်မယ်။တင်းပြဿနာရှိသမျှအရာအားလုံးသိရှိမှမခံနိုင်ဘူးဖြစ်တယ်။ကျမဒါကြောင့်မလို့ကျမပြဿနာတွေနဲ့ကြုံအခက်ခဲတွေနဲ့ကြုံရင်ကျမအမြဲတမ်းရည်တယ်။တကယ်ကိုရည်ရကျမအတန်ထွက်ပြီးတော့ကျမရည်သေးတယ်ဟာပြဿနာနင်မဲခံနိုင်မလားငါပဲခံနိုင်မလားကြည့်ကြသေးရပေါ့နင်ငါ့ကိုတားလို့ရှင်မယုံရင်ကြည့်နင်ငါအကုန်ဖြတ်တိုက်ပြီးပြေးသွားမှာဖြစ်တယ်တင်းပြဿနာအော်ပြီးတော့ပြောလိုက်ပါတင်းကိုစီးတားနေတဲ့အရာတွေအော်ပြီးတော့ပြောလိုက်ပါတင်းကိုဘယ်ပြဿနာမှစီးတားလို့မရဘူးဖြစ်တယ်ဘာကြောင့်လဲဆိုတင်းပေါ်မှာဖျားသခင်ဘိတ်သိက်ထားတယ်အဲ့ဒီဘိတ်သိက်ခြင်းပြဿနာတွေအားလုံးကိုတင်းကိုကြော်သွားစေလိမ့်မယ်တကယ်တော့တင်းဘိတ်သိက်ကြီးလာလေပြဿနာကြီးလာလေပဲယောသက်ကနေပယ်အတီးတီးကိုသူဖြတ်သွားတယ်ပထမဆုံးနေပယ်ကသူ့ရဲ့အိမ်မှာပြဿနာအယမ်းများတယ်သူ့ဖေမိန်းမများတဲ့အတွက်ကြောင့်ခလေးကလည်းအယမ်းများတယ်တယောက်နဲ့တယောက်လည်းမတည့်ကြအဲ့ကြားထဲမှာသူတစားခံဖြစ်တယ်အားလုံးကသူ့ကိုပဲမဲကြသူ့မကြိုက်ကြအဲ့သူပြဿနာအကြီးရှိတယ်သူ့နောက်ဆုံးမှရောင်းစားတင်ဆိုရင်ဘယ်လိုခံစားမလဲအိမ်မှာတင်တယောက်တည်းအားလုံးကဝိုင်းပြီးအနိုင်ကျင့်တယ်ဆိုမိသားစုပြဿနာရှိအဲ့မိသားစုပြဿနာကနေပြီးတော့ဘောဓိပါအိမ်သူရောက်သွားတယ်ဘောဓိပါရဲ့ပြဿနာကကြတော့မိသားစုပြဿနာမဟုတ်တော့ industry ပြဿနာဖြစ်သွားတယ်ဘာကြောင့်မလဲဆိုဘောဓိပါကဖာရောရဲ့အမတ်တယောက်ဖြစ်တယ်စီးပွားရေးနေပယ်ကိုအုပ်ဆိုးတဲ့ပုံကိုတယောက်ဖြစ်တယ်အဲ့ဘောဓိပါရဲ့လုပ်ငန်းတွေကို तू ကအုပ်ဆိုးပေးရတယ်လို့ပြောတယ်ကျမ်းစာမှာဘောဓိပါရဲ့လုပ်ငန်းရှိသမျှဟာယောသရဲ့လက်ထဲကိုရောက်လာယောသဘာပြဿနာနဲ့ခုကြုံမိလဲ industry ပြဿနာတွေကြုံစီးပွားရေးပြဿနာတွေကြုံဇာတ်ရောမိသားစုပြဿနာပဲမိသားစုပြဿနာကို तू ဟာကြုံသွားတဲ့အခါမှာစီးပွားရေးပြဿနာကြုံစီးပွားရေးပြဿနာကိုကြုံသွားတဲ့အခါမှာထောင်ထဲရောက်သွားထောင်ကစီးပွားရေးနယ်ပယ်မဟုတ်တော့မိတ်ဆွေအဲ့ဒါကနိုင်ငံရဲ့အောက်ကလုပ်ငန်းဖြစ်သွားတယ်အဲ့ဒါကဘာဖြစ်သွားပြီလဲဆိုရင်ပိုပြီးကျယ်ဝန်းသွားတယ်ကြည့်ဖယားကသူ့ခေါ်ဆောင်တဲ့ပြဿနာတွေမတူမိသားစုပြဿနာတရားကိုမိသားစုပြဿနာကနေခြားလဲပဲဖြစ်ဒီမှာကိုမအောင်နိုင်ဘူးပြောပါအောင်ရမယ်ငါအောင်ပြီးပြီမိသားစုပြဿနာတွေအားလုံးငါအောင်မြင်နိုင်တယ်တဲ့မှာဘိတ်သိက်ရှိရဲ့တဲ့အောင်မြင်နိုင်အချို့လူတွေဘုရားတခင် promote လုပ်ပြီးသွားပြီဖြစ်တယ်အဲဒါမှတဲ့မိသားစုပြဿနာတွေကိုတဲ့ကြည့်ပြီးတော့ဝမ်းနေနေရမှာမဟုတ်တော့ဘုရားတခင်တင့်ကို promotion ပေးလိုက်ပြီဒါတွေကတင်းရဲ့ငိုရမယ်နေပယ်မဟုတ်တော့ရည်ရမယ်နေပယ်ဖြစ်သွားပြီအခုချင်တင်ရီကလေးဖြစ်သွားတယ်အရင်တော့တင်ငိုရအခုတော့စာရငိုရမယ်ကလေးဖြစ်တာအဲ့တော့အခုနောက်တစ်ဆင့်ကစီးပွားရေးနေပယ်တင်ကိုဖျားတဲ့ခင်အဲ့ဒီနေပယ်အုပ်ဆိုးတဲ့သူဖြစ်လာစီအတင်းဘိတ်တွေကတက်လာလေတင်ရင်ဆိုင်ရတဲ့နေပယ်နဲ့ပြဿနာတွေကမတူဘူးဖြစ်တယ်ဒါပေမဲ့တင်အောင်မြင်လိုက်ဘိတ်တိတ်ချင်းကတင်ကိုအောင်မြင်စေလိုက်အဲ့ဒီနေပယ်နဲ့နောက်တစ်နေပယ်တက်သွားအဲ့ဒါကတော့တနိုင်ငံလုံးရဲ့ပြဿနာကိုဖြေရှင်းရအစာခေါင်းပါခြင်းဆိုရဲတနိုင်ငံလုံးတော့မကောက်တကဘာလုံးရဲ့ပြဿနာ
ဒီထဲမှာတစ်ကမ္ဘာလုံးရဲ့ပြဿနာဖြေရှင်းမဲ့ပုံကိုယ်တွေပေါ်လာမယ်။ဘုရားသခင်နိုင်ငံတော်ရဲ့စနစ်ဖြစ်တယ်